သူကအနောက်လက်ပင်က8.5 နောက်လက်ပင်ကနော်အဲ့တော့ဒီမှာအနောက်မှာလည်းဒီလက်ပင်ကနေ1 cm ဝင်ထားတဲ့အတွက်ကြောင့်မလို့1နော်ပြီးလို့ရှိရင် BP မှတ်ကနေတို့ကမြင်းကိုအရှိကိုထုတ်မယ်ဒီတန်းတန်းလေးဆွဲမယ်အဲဒီလိုဒီအပေါ်တကြားကလည်းယူလို့ရတယ်နော်ပြီးတဲ့ခါကျလို့ရှိရင်ဒီလိုလေးဆက်ပေးထားမယ်ဒါလေးကကြတော့ခဲတံနဲ့ဆက်ပေးမယ်ခဲတံနဲ့အဲ့တော့ဒီကနေဆိုလဲပြီးတယ်ဒီကနေဆိုရင်ဒီမှာပြီးတယ်တရားဆိုပြီးမှဒါ3 cm လောက်တော့ရှိမယ်3 cm ထုတ်ပေးရမယ်အဲ့တော့ဒီကစုံမှတ်ကဲဒီကလေပင်ရဲ့ဟိုကအရင်ဆက်ထားအရင်ပဲဆက်ဒီဟာပဲဒီဟာကိုလည်းဒီလိုမျိုးတောင်းမှန်တွေကိုခဲရံနေနဲ့ထောင်ထားပြီနော်ပြီးဒီအောက်ကလည်းတောင်းမှန်တွေလူလေးဆွဲပြီးရင်ပထမလေပင်ကဒီလိုမျိုးလေးဒီလေပင်နဲ့လူလေးဆွဲပြီးတာနော်တောင်းမှန်နေကြအဲ့တော့ဒီမှာလေးအန်ကယ်လေးဖြစ်သွားတာပေါ့အဲ့ဒါခါကြလို့ရှိရင်ဒီလေပင်ကိုဆွဲတော့မယ်ဆိုလို့ရှိရင်အနောက်ဒီပေတံပေါ့နော်ဒီပေတံရဲ့တို့ကဘယ်လောက်ယူမလဲအောက်ကိုခုဒီမှာဒီ point ရဲ့ဒီပေတံရဲ့ဆိုတော့လေပင်ဘယ်လောက်လဲလေပင်8 ခွဲเนาะအဲ့တော့8 ခွဲနေရာဒီမှာဒီလိုမျိုးလေးဖြစ်သွားမယ်เนาะ8 ခွဲနေရာမှာဒီလိုမျိုးလာမယ်အရှိရဘယ်လောက်လဲ8.5เนาะပြီးရင်ဒီဘက်ကက3 ခွဲဘယ်လောက်လဲ 3.5 เนาะ3 ခွဲတက်မယ်အဲ့တော့ပြီးရမယ်ဒီကနေဒီလို3 ခွဲဆိုတော့ဒီမှာဒီမြင်းလေးမှာအပေါင်းလက္ခဏာလေးဒါလေးလိုလေးဖြစ်လေးတတ်ထားဒီလေ